Ooh ဆိုတဲ့ trend လေအခုတလောအရန် trend နေတာကြီးကအခုရာသီဥတုအခြေအနေအချိန်ခါနဲ့လုံးဝကွက်တီနော်အစကိုတယောက်တည်းပဲစိတ်တွေလေးလွင့်ပြီးတော့တရွက်ကြွေတွေကိုထိုင်ကြည့်ပြီးတော့စိတ်ညစ်နေတဲ့အထင်နဲ့အဲ့ဒီ ooh ဆိုတာကြီး trend ကြီးတက်လာတော့မှလေအော်လူတိုင်းကစာမကြက်ချင်ကြဘူးအလုံးမလုံးချင်ကြဘူးအကုန်လုံးကလေလွင့်နေကြတာပဲဆိုပြီးမှစိတ်ကနေတာထိုင်တာရှိသွားတာစိတ်ကလေလွင့်နေရင်လဲဟိုနာကစိတ်လေးလာပါအောင်ဒီနာကစိတ်လေးလာပါအောင်နဲ့ပြန်ခေါ်ပြီးတော့မှကိတ်လေးလှုပ်အောင်မယ်ရှင်ရှုပ်ဆက်တွေမလှုပ်ချင်ရိုးရိုးရှင်းရှင်းလေးပဲရှစ်လက်မကိတ်လေးကိုခရင်ပတ်လိုက်တယ်ပြီးတော့မှမျက်လေးတွေစိုက်လိုက်တယ်မျက်လေးစိုက်ထားတာလဲဟိုတစ်ပင်ဒီတစ်ပင်နဲ့ပေါ့ကွယ်နော်ပြီးတော့မှကိုစားချင်နေတဲ့ ice cream လေးကိုလည်းဘေးနားမှာထည့်လိုက်တယ်ပြီးတော့မှကလေးလေးအတွက်ကလေးကြိုက်တတ်တဲ့တော်ပါတွေရှိသမျှဟာတွေအကုန်အပေါ်ပြစ်တင်အလားဆန်လိုက်တယ်ပြီးပါပြီဒါပါပဲရှင်ရှစ်လက်မကိတ်လေးတစ်လုံးပြင်ဆင်လို့ရသွားပါပြီ customer ကလေးလေးနာကိုသွားပို့မယ်မန္တလေးကပါ Hello Fury မွေးနေ့ကိတ်ဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ